ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းစားလင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီအနီးတော်မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေတဲ့အတွက်ထောင်ထဲချီတဲ့ပြည်သူများဟာထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ16ရက်နေ့ကစတင်ပြီးတော့ဝမ်ပေါင်ကုမ္ပဏီအနီးတော်မှာရှိတဲ့ညောင်မင်းကြီးကျေးရွာအုပ်စုအနီးတော်ကိုအင်အား100လောက်ပါတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက်ကြောင့်ပြည်သူတွေဟာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်ညောင်မင်းကြီးကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ကျေးရွာများအပါအဝင်အနီးနားမှာရှိတဲ့ကျေးရွာ17ရွာကျော်ကထောင်နဲ့ချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ကျေးရွာကတော့ညောင်မင်းကြီးအုပ်စုပါအဲ့ဒီနားကအုပ်စုပေါင်း17ရွာလောက်တော့ရှိမယ်။ပြေးတာတော့လွတ်ရာကိုပြေးနေကြတာစစ်ကြောင်းကလည်းအဲ့ဒီနားကိုပတ်နေတာကျေးရွာကတော့17ရွာလူဦးရေကတော့ထောင်နဲ့ချီပြီးတော့ပြေးနေရပါတယ်။စစ်ကြောင်းကတော့ညောင်မင်းကြီးပတ်ဝန်းကျင်မှာပဲရှိနေတယ်။ညောင်မင်းကြီးအုပ်စုတွေကနေပြီးတော့ဘဲမှမထွက်သေးဘူးလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။အလားတူပဲပဲခူးတိုင်းပေါင်းတယ်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများကလည်းကျေးရွာများကိုမိရှို့ဖျက်ဆီးနေတယ်လို့ဒေသခံပြည်သူများကပြောကြားထားပါတယ်။ဇွန်လ14ရက်နေ့မှာပေါင်းတယ်မြို့နယ်အတွင်းမှာရှိတဲ့ရုပ်ဆိုးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကဝင်ရောက်စီးနင်းပြီးတော့ပြည်သူပိုင်းနေအိမ်26လုံးကိုမိရှို့ဖျက်ဆီးသွားတယ်လို့သိရပါတယ်။ပေါင်းတယ်မြို့နယ်ကရုပ်ဆိုင်းရွာကိုစစ်ခွေးစစ်ကြောင်းကဝင်ရောက်စီးနင်းပြီးတော့မိရှို့တာအင်ဂျီ26လုံးပြကြသွားတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ